ဒါအမဒါအထီးပြေးပြီဟုတ်မနေ့စောစောအချိန်မှဆိုရင်စက်ပိန်လေးနဲ့အမေရဲ့ဖောက်တဲ့ကြီးကတော့ဈေးလေးရောင်းပြီပေါ့နော်။ဘာတွေရောင်းလဲဆိုတော့မရှိတို့ရွာကလေကွင်းမှာထွက်တဲ့ပစွန်တွေကနန်းတွေငါးမျိုးစုံပဲပေါ့နော်။သူရတဲ့ဟာလေးတွေအကုန်လုံးတည်လာတာ။ဒါမရှိတို့အိမ်ကပစွန်ငချင်ထဲမှာဆိုပစွန်ဝယ်တယ်။ပြီးတော့မရှိကကနန်းလေးတွေဝယ်စားမယ်လေဆိုပြီးတော့အဲ့ဒါကနန်းကြီးကြီးတွေစားဖို့ကြည့်လိုက်တာရှင်းနေတယ်ဆိုတော့တော်ပါပြီမစားတော့ဘူးတော့ဒီမှာပြုတ်ထားတဲ့ကနန်းပေါင်လေးပဲတစ်ထုပ်ဝယ်လိုက်တယ်တစ်ထုပ်မှ1000နဲ့ကွယ်ကဲဒီနေ့ဘာတွေနဲ့ထမင်းစားမလဲဆိုတော့ဒီမှာကြည့်ပါဦးကျန်ဒါမရှိတို့လေကွင်းကထွက်တယ်ကျုံကတဲ့ရွာလေကွင်းကထွက်တယ်ဘာလေးလဲဒီမှာကြည့်ပါဦးကနန်းနဲ့ထမင်းစားရမယ်ကနန်းတွေကအရန်ကြီးတယ်ပေါ့နော်တအားကြီးအသားတွေကလည်းပြည့်ရှံ့နေတယ်မကြည့်ရောပြီးရင်ဒီမှာကြည့်ရောမရှိမှရောင်းတယ်ကြောက်ပွင့်လေးနော်ကြောက်ပွင့်လေးတွေကိုတင်မော်ဒီမွန်တုတ်တွေမှာထည့်ပြီးတုတ်တာကြောက်ပွင့်လေးကမရှိအမိုက်တွေပါလားတဲတွေပါလားဆိုတဲတော့လုံးမပါဘူးလှမ်းတဲ့စီမှာအမိုက်ဖက်လေးနည်းနည်းလေးပဲပါတယ်ရေတရေနှစ်ရေဆေးထုတ်လိုက်အကုန်စင်သွားတယ်နော်ကြည့်ဟုတ်ဖုန်းခွာလိုက်မယ်ကနန်းမောင်လေးတွေကဘာမှဖယ်တီးဟောလားဒီမရှိတော့အဲ့လိုပဲစားဟုတ်အေးရပဲပါမတင်လာမကြည့်အစီတွေရှိရသူ့ဟာသူအကောင်သေးပဲအစီလေးနဲ့နော်ကနန်းမှာအထီးနဲ့မနဲ့ရှိရနော်မကြည့်အမထီးဒါအမဒါအထီးနော်ဟုတ်ပါကွာအစီပဲမမြောင်ရုပ်တီးနဲ့လှုပ်ထားကနန်းထီးစားကြည့်မယ်အထီးကကြအစီတွေ့ယူနော်လိုက်နေဟဲ့ကြောက်ခက်လေးတွေကတကယ်စားကောင်းမှာကြည့်မမဲလေးချင်းရလိုက်ကြိုက်တယ်ကနန်းမစားခြင်းနဲ့မကနန်းမအစီတွေကြည့်ဒီလိုကြီးကနန်းမအစီတွေပြည့်ပြန့်နေရောနော်မိုးရလာပြီဟဲ့အစီလေးကောင်းနေအားမရတော့ဘူးငါအချိုးလာပြီထိုက်လေမြန်စားမယ်ပြေးပြီ